ဖယား59ဂါထာကကုတံနောကကုတံမြတ်စွာဘုရားသည်၎င်းဂောနာကမနောဂောနာကုံမြတ်စွာဘုရားသည်၎င်းကတ္တဘောကတ္တပမြတ်စွာဘုရားသည်၎င်းဂောရမောဂောရမအမိယာတော်မုနိမြတ်စွာဘုရားသည်၎င်းမေတ္တေယောမေတ္တေယမြတ်စွာဘုရားကို၎င်းပြင်းစငါးစုကုန်သောဧတိဗုဒ္ဓထိုမြတ်စွာဘုရားသခင်တို့သည်မေအကျွန်ုပ်ဤသည်ဥကောင်းရနာအင်္ဂါညက်အထက်၌တပရာခါခသိမ့်သောဧတံတို့ကိန်းအောင်မွေလျောတည်နေတော်မူနိုင်ကြပါစေကုန်သတည်းဧတေတံထိုဘုရားငါးစုတို့၏အာနုဘာဝေနာတကူတော်မေတ္တာတော်အာနုဘော်တို့အားဖြင့်မဟိတိကကြီးမားသောတကူရှိကြပေကုန်သောတပ်ပေပိအလုံးစုံဖြစ်ကုန်သောယခဘလူတို့သည်လည်းကောင်းဒေဝနတ်အပေါင်းတို့သည်လည်းကောင်းဒုခိတာကိုယ်စိတ်နှပြချမ်းသာကြကုန်တည်းဟွန်းတို့ဖြစ်ကြပါသေးကုန်တည်းမမအကျွန်ုပ်ဤမေတ္တာကိုအဆွေမျိုးတို့ကို၎င်းတဟတကအဖော်တဟဲတို့ကို၎င်းဟွန်းတို့ဖြစ်ကြပါစေကုန်တည်းကကုတံနောဂောနာကမနောကတ္တဘောဂရမောမုနိမေတ္တေယောပြင်းစဗုဒ္ဓတေဒီတိမိဧတံဒုတပရာဧတိအာနုဘာဝေနယက္ခရဝမေတိကတပေပိဒုခိတာဟွန်ဒုမမမေတ္တာတတကကာကုတံနောဂောနာကမနောကတ္တဘောဂရမောမုနိမေတ္တေယောပြင်းစဗုဒ္ဓတေတိတိမိဧတံဒုတပရာဧတေတံအာနုဘာဝေနယက္ခရဝမေတိကတပေပိဒုခိတာဟွန်ဒုမမမေတ္တာတတကကာကုတံနောဂောနာကမနောကတ္တဘောဂောရမောမုနိမေတ္တေယောပစ္စဗုဒ္ဓတေတိတိမိဧတံဒုတပရာဧတေတံအာနုဘာဝေနယက္ခရဝမေရိကတပေပိဒုခိတာဟွန်ဒုမမမေတ္တာတတကဘုရားငါးစုံဂါထာကိုရကပူဇော်ပေးပါရှင်ယနေ့မှစ၍ရှမ်းပေါင်းကင်းဝေးကြပါစေရှင်အသက်ရာကျော်ရှိပြီးတော့စိတ်ချမ်းသာကိုကြံ့မှခြင်းနဲ့ပြည့်စုံကြပါစေရှင်တတဝါအပေါင်းကျမ်းမာချမ်းသာကဘာသူကဘာတောင်းအင်းကြီးချမ်းသာတဲ့ဘဝရရှိကြပါစေရှင်